ဒီငှက်လေးတွေဟာရေခဲပြင်ပေါ်မှာခဲနေအောင်အေးဆက်လို့နေပါတယ်။အေးတန်နဲ့ငှက်ပေးဟာလှိုင်းလုံးတွေလိုတစ်ခုပြီးတစ်ခုဝင်ရောက်လာပါတယ်။သူတို့မှလွတ်မြောက်ဖို့အတွက်အားရင်တောင်မရှိတော့ပါဘူး။ရေကန်စတင်အရေးပြောချိန်မှာတောင်ကြန့်ရှိနေတဲ့ရေခဲတွေနဲ့စားခဲတွေကသူတို့ရဲ့ခြေထောက်တွေကိုအကျဉ်းသားတွေလိုတွဲကပ်ထားပြီးအောက်ကိုဆွဲချနေပါတယ်။ဒီငှက်လေးလိုမျိုးပေါ့အကြာကြီးရုန်းကန်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့ခွန်အားတွေကုန်ခန်းသွားပြီးတေမင်းရဲ့အနာသက်စီကိုတဖြည်းဖြည်းလျှော့ကျသွားကြပါတော့တယ်။ဒါဟာကဘာပေါ်မှာအလွန်ဆုံးသောပတ်ဝန်းကျင်တစ်ခုဖြစ်တဲ့အတာကမှာတဲကန်နာရပါငရဲခန့်လိုခံစားရပေမဲ့တစ်ချိန်တည်းမှာပဲဒါဟာပရာဒီတုပုံတစ်ခုလည်းဖြစ်ပါတယ်။နှွေဦးရောက်တိုင်းဖလမင်ကိုငှက်ထောင်ပေါင်းများစွာဟာကီလိုမီတာ3000ကျော်ခရီးနေလာကြပါတယ်။ဒီနေရာကိုရောက်တဲ့အခါသူတို့ဟာစားငံရေကန်တွေပေါ်မှာဆင်းသက်ကြပြီးအစားအစာတွေပုံများလာတာကိုတွေ့ရပါတယ်။သူတို့တွေဟာဒီနေရာမှာအဆုံတွေ့ကြအဖော်ရှာကြပြီးကဘာမြေပေါ်ကိုအသက်သစ်တွေတည်ဆောင်လာကြပါတယ်။ငါးလောက်ကြာတဲ့အခါဒီရေကန်ဟာသူငယ်တန်းကျောင်းလေးတစ်ခုလိုဖြစ်လာပါတယ်။ငှက်ငယ်လေးတွေဟာအန်နီယေကိုရှော့ချဖို့အတွက်အုပ်စုလိုက်စုဝေးနေကြပါတယ်။အရွယ်ရောက်ပြီးတဲ့ဖလမင်ကိုတွေကတော့အနီးနားမှာပဲနေပြီးသူတို့တွေကိုပုံမကောင်းမွန်တဲ့အစာရှာဖွေရာနေရာတွေစီကိုလမ်းပြပေးကြပါတယ်။ဒါပေမဲ့အချိန်တွေကကုန်ဆုံးနေပါပြီ။ငှက်ငယ်လေးတွေမှာအစာအများဆုံးစားတောက်ဖို့အတွက်3လပဲအချိန်ရှိပါတော့တယ်။လာမယ့်ဆောင်းရာသီကိုရင်ဆိုင်ဖို့အတွက်စွမ်းရည်တွေကိုစုဆောင်းထားရမှာပါ။အေပီလာရောက်တဲ့အခါညဘက်အပူချိန်ဟာအနှုတ်12ဒီဂရီဆယ်စီယပ်အထိကျဆင်းသွားပါတယ်။ရေကန်တစ်ခုလုံးခဲသွားပါတော့တယ်။ငှက်ငယ်လေးတွေဟာရေခဲပြင်ပေါ်မှာရေခဲချောင်းလေးတွေလိုမတ်တက်ရရင်ပိတ်မိနေကြပါတယ်။သူတို့မစားနိုင်ဘူးမရွေ့ရနိုင်ဘူး။ဒီအချိန်မှာပဲအရွယ်ရောက်ပြီးသားငှက်တွေကတော့အေးဆက်တဲ့တန်ကနေလွတ်မြောက်ဖို့အတွက်တောင်ဘက်ကိုပြန်တန်းသွားကြပြီးအားကိုးရမဲနေတဲ့ငှက်ငယ်လေးတွေကိုဒီတိုင်းထားခဲ့ကြပါတယ်။သူတို့လုံနိုင်တာကတော့စောင့်ဆိုင်ဖို့ပဲရှိပါတယ်။နောက်ဆုံးမှာတော့ရေခဲတွေအရေးပြောလာပေမဲ့သူတို့ရဲ့ရုန်းကန်မှုကမပြီးဆုံးသေးပါဘူး။ရေခဲတွေနဲ့စားတွေကသူတို့ရဲ့အမွေးတွေမှာတွဲကပ်နေတော့မှာပဲသူတို့တွေဟာတောင်ပန်တွေကိုအသေးတန်ခတ်နေကြပေမဲ့အချိန်ချင်းစူးစမ်းပြီးတဲ့အထိမအောင်မြင်ပါဘူး။သူတို့ပြန်မတက်နိုင်ကြပါဘူး။ဒီအချိန်မှာလေပြေတစ်ခုတိုက်ခတ်လာပါတယ်။ရာသီဥတုရဲ့လေပြင်းဟာမျောလင်းချက်ရဲ့အရေးရောင်တစ်ခုကိုတည်ဆောင်လာပါတယ်။လေကပုံမပြင်းထန်လာပြီးသူတို့ကိုပြန်တက်နိုင်ဖို့အတွက်အားအင်တွေပေးဆွဲလိုက်ပါတယ်။ဒါဟာသူတို့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါတယ်။သူတို့တွေဟာလေတိုက်ရာကိုမျက်နှာမူပြီးတက်နိုင်သမျှအားကုန်တောင်ပန်တွေကိုခတ်လိုက်ကြပါတယ်။တဖြည်းဖြည်းနဲ့ရေခဲတွေပြုတ်ကျသွားတယ်။တဖြည်းဖြည်းနဲ့အလေးချိန်တွေလျော့ပါသွားတယ်။နောက်ဆုံးမှာတော့သူတို့တွေကောင်းကင်ယံကိုပြန်တက်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ကိုဘယ်အရာကမှမတားဆီးနိုင်တော့ပါဘူး။